ပြီးတော့ KT ဝင်းမှာဗျာဟိုတပြည့်တော့မေးချင်တာပေါ့နော်နမောတတနဲ့ပတ်သက်ပါတယ်အဲ့ဆိုဟိုနမောတတဘဂဝတောအရဟတောတမန်တံဗုဒ္ဓတလို့အများစုကဆိုကြပေမဲ့တပြည့်တော့ရွှေအောင်ဆရာတော်ဘုရားကြီးကတပြည့်တော့တင်တဲ့အချိန်မှာနမောတတဘဂဝတောအရဟတောတမန်တံဗုဒ္ဓတမှလေအမှန်ဆိုပြီးတော့မရမချင်းအဲ့လိုတင်ပါတယ်အဲ့ဒါခွာခြားချက်လေးပြောပြပါနှခလုံးမှန်ပါဘယ်လိုလဲငငယ်တော့မသိတော့တခုကိုပဲအဆွဲအတိကန်ခဲ့တာပေါ့နော်စာရင်းနားလည်လာလားဆိုတော့နှခလုံးမှန်သွားတာပါပဲအဲ့တော့ဘလုံးမှန်လဲဆိုတော့တတ္တနဲ့ဘဂဝါတော့ခွဲဖက်တဲ့ညီပေါင်းဖက်တဲ့ညီပါနမောရဲ့တို့မြတ်စွာဘုရားနမောတတ္တဘဂဝါတော့ခွဲဖက်တာအဲ့တော့ဆရာတော်တချို့ကလည်းမဟုတ်တတ္တနဲ့ဘဂဝါတော့တွဲပြီးတော့တတ္တဘဂဝါတော့ပေါင်းဖက်တာအဲ့တော့ပေါင်းဖက်တဲ့ညီခွဲဖက်တဲ့နည်းရှိတယ်အဲ့တော့ဘလို့ဘာသာပြန်တယ်လဲဆိုတော့ဟိုနမောတတ္တဘဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တအဲ့တော့ခွဲပတ်တဲ့နည်းဆိုလို့ရှိရင်ဘဂဝါတော်ရဲ့အရဟတော်ရဲ့သမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့စကားလုံးသုံးလုံးဒီဝိသေသနာလို့ခေါ်တယ်အထူးပြုတဲ့စကားလုံးတွေအဲ့တော့ဘလို့ဘာသာပြန်လဲဆိုတော့ဘဂဝါတော်ဘုန်းတော်ကြီးတော်မူတော်ဝိသေသနာနော်အရဟတော်ကိတ္တရာတော်မှာဝိကွာတော်မူတော်နော်သမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးပါးကိုအမှန်ကိုယ်တော်တိုင်သိတော်မူတော်ပဲသူကပြီးမှတတ္တထိုမြတ်စွာဘုရားအဲ့လို့ဆိုရင်တတ္တကတဘုဘဂဝါတော်တဘုတတနည်းအဲ့ဒီပေါင်းဖက်တဲ့နည်းဆိုလို့ရှိရင်တော့သူကဝိသေသနာသုံးဖို့မယူတော့ဘူးတပုတ်ပဲနှစ်ပုတ်ပဲယူတယ်အရဟတော်နော်ကိတ္တတော်မှာဝိကောတော်မူပြီးထတော့သမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးပါးတရားကိုမဖောက်မပြန်နိုင်ကိုယ်တိုင်ပြီးတော်မူပြီးထတော့ဒီမှာတတ္တဘဂဝါတော်ထိုမြတ်စွာဘုရားတတ္တနဲ့ဘဂဝါတော်ပေါင်းလိုက်လို့ရှိရင်သူကဘုန်းတော်ကြီးတော်မူတော့မပေးတော့ဘဲနဲ့ထိုမြတ်စွာဘုရားလို့ပေါင်းလိုက်တယ်သူကအဲကြောင့်အဲ့ဒီနည်းလဲမှန်တယ်အဲကြောင့်ကျွန်တော်နှစ်နည်းလုံးမှန်ပါတယ်ပေါ့နော်နှစ်နည်းလုံးမှန်ပါ